ကဘာပေါ်မှာလူတွေနဲ့ရုပ်ချင်းလားတနန်တူဆုံးမြောက်တကောင်ကြောင်းတင်တိပါဒလားအခုမြင်နေရတဲ့မြောက်ကိုတေချာကြည့်လိုက်ပါသူ့ရဲ့ရင်သားပုံစံကလူသားမျိုးသမီးတွေရဲ့ရင်သားနဲ့တပုံစံနဲ့တူနေတာကိုတွေ့ရပါလိမ့်မယ်ဒါဟာတကယ်ပဲလူလိုရင်သားမျိုးဖြစ်နိုင်ပါမလားဒီမြောက်ကလေးကိုကောက်ပူချင်းမြောက်လို့ခေါ်ပါတယ်အပြင်ပန်းကြည့်ရင်လူနဲ့တူတယ်လို့ထင်ရပေမဲ့ဒါဟာအမြင်အာရုံမှားယွင်းမှုတစ်ခုသာဖြစ်ပါတယ်တကယ်တော့ဒီကောက်ပူချင်းမြောက်မလေးတွေရဲ့ရင်ဘက်မှာလည်းအခြားနို့တိုက်တတော်တွေလိုပဲနှုတ်ရည်ကြီးထုတ်ပေးတဲ့ကလင်းတွေရှိနေတာပါဒီနှုတ်ကလင်းတွေဟာမြောက်မလေးတွေအသက်အရွယ်ရလာတဲ့အခါဒါမှမဟုတ်ကိုဝင်ရှိချိန်နဲ့ရင်သွေးလေးတွေကိုနှုတ်တိုက်ရမယ့်အချိန်တွေမှာပုံမှန်ထက်ပိုပြီးတော့ထင်ရှားတိတာလာတတ်ပါတယ်အဲ့ဒီလိုချိန်မျိုးမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြောင့်လူသားတွေရဲ့ရင်သားပုံစံနဲ့တွားပြီးစင်တူနေတတ်တာဖြစ်ပါတယ်ဒါပေမဲ့လူသားတွေနဲ့မတူတာကတော့သူတို့ရဲ့ရင်သားဒီဆောက်ပုံဟာအစီတန်နေပြီးအလှပအတွက်မဟုတ်ပဲရင်သွေးငယ်တွေကိုကျွေးမွေးဖို့တဘာဝတရားကပေးထားတဲ့စွမ်းဆောင်ရည်တက်တက်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီအတွင်ပြင်ဟာလူသားတွေရဲ့ခန္ဓာဗေဒနဲ့တူညီတာမဟုတ်ပဲမိခင်တဘာဝအတိုင်းသားသမီးကိုပြုစုဆောင်ရှောက်ဖို့ဖန်တီးထားတဲ့ထူးခြားတဲ့တဘာဝတရားရဲ့အလှတရားတစ်ခုသာဖြစ်ပါတော့တယ်အခုလိုစိတ်ဝင်စားစရာအကြောင်းလေးတွေကိုထပ်ကြည့်ချင်ပါကောက်လေးကိုဖော်လို့ပေးခဲ့ကြဖို့တောင်းဆိုပါရခင်ဗျာ